ဟာလိုအားလုံးပဲမင်္ဂလာပါအခုပြောပြတဲ့အဆက်ထမှာအမျိုးသားတွေပါနေပြီဆိုလို့ရှိရင်တော့2026မှာဝက်ဝဲကွဲရောင်းအားအများဆုံးဝက်ဝဲကွဲအမျိုးသားတွေအားကိုရတဲ့အမျိုးသားခင်အားဖြစ်ပလေးသူယူပေါ့နော်အဲ့တော့အမျိုးသားတွေထောင်မမှုတွေအားရိုးတယ်ဘမ်းမလန်းဘူးစိတ်ဖိစီးမှုကြောင့်ဒီထောင်မမှုတွေအားရိုးတယ်ရှာရှာကိုမျိုးသမီးနဲ့မနေနိုင်ဘူးနောက်တစ်ခုကကိုအလေးရှင်များပြီးတော့မှထောင်မမှုတွေအားရတဲ့သူဇီးရှူသွေးရှိုရှိတဲ့အတွက်နဲ့ထောင်မမှုတွေအားနေတဲ့သူတွေကအခုပြထားတဲ့ခွင်အားဖေးပလေးသူကိုတရက်ကိုနှစ်စွန်းစားပေးပါဒီယူကိုစားပြီးတိုင်းရေဝါဝါတောက်ဖို့မမေ့ပါနဲ့ရေဝါဝါတောက်မှပိုထိရောက်မယ်ပိုမြန်မှာပေါ့နော်အဲ့တော့အခုပြပြတဲ့အချက်ထင်မှာအမျိုးသားတွေပါနေပြီဆိုလို့ရှိရင်တော့အခုပြထားတဲ့ခွင်အားဖြင့်ပလေးသူကိုထွိုင်းကြည့်ဖို့တက်တွန်းရှင်ပါတယ်ရှင်အဲ့တော့တကြံမကြမီအမြန်လှမ်းလာမှာပါနှုတ်မို့ဆိုလို့ရှိရင်ပေါ့နော်လုံးဝလက်ကြံနေမရှိတော့ပါဘူးဒီနေ့ပို့ရမယ်အမျိုးသားခွင်အားဖြင့်ဘူး90ဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျေးဇူးပါ